卡拉贵是吧？ဒီဘူးပြောလား 好嘛？ အမအော်စီကနေပြီးတော့ပြန်လာတော့ဟိုလေရင်စီးနဲ့ပေါ့လေဒီရေမွန်းလေးကိုလို့မြန်မာပြည်ရောက်ရင်လို့တယောက်ရက်ကိုလက်ဆောင်ပေးလို့ဆိုပြီးစိုက်ကူးပြီးလားဒါမဲ့ညီမလေးကဒီရေမွန်းလေးကအရန်ကောင်းအရန်ကူးရလို့ပြောတော့အမညီမလေးကိုလက်ဆောင်ပေးမယ်ဟုတ်လား 没事吧，妈耶？ အမဒေါ်လာနဲ့ပေးပြီးတော့ဝယ်လာတာနော် OK OK 妈，接着呢嘛。哦，妈，家里你妈你妈那边没得，妈那个家嘛啥好听的，那咱妈这啥子嘛？ အမလေးကြိုက်လိုက်တာအရန်ပဲအမလေးဟိုမနေကိုလောက်စာနဲ့ကိုဆိုတော့လေလက်ဆောင်ချိန်ပြီးတော့ဒါမျိုးတွေမစားကြဘူး 妈叫我这黑买手。 အော်ပတ်စံရှိတာဒီပိုင်းကိုလောက်စာနဲ့ကိုမိသားစုနဲ့အတိုင်းတန်နဲ့ထွာပြီးစားတော့ကျွေးရုံကဝယ်မစားဖြစ်ပေါ်ဘူးပေါ့လေအဲ့ဒါပြောတာပါ 这么妈也拿过。 ကျေးဇူး 没得嘛？你娘一死，我这样子来了，呀，刚刚嘛一条的啦。 အိတ်တော်တာပေါ့ရှင်ကိုတဲခြင်းနဲ့ဟောတယ်ကိုအိတ်ခြင်းနဲ့ဂရီကိုအိတ်ခြင်းနဲ့အခန်းမှာတွေ့ရတော့အဲ့လိုပြောတရေပဲ 好吧，啥吧，我这个。 ဘိဘလီလည်းကောင်းလိုက်တာကော်ဖီလည်းမဟုတ်ဘူး 好，我们去看看要没？我来我们这单喏，起码去这单来嘛。 ဘယ်တော့လို့လဲ 对对嘞。 ကျမလည်းလိုက်ချင်လို့လေ 哦，我来年嘞买嘛，这边嘛做了，买了没得喏。哦，那嘛没得呢。 အော်မဟုတ်ဘူးဒီလိုရှိတယ်ကျမလိုက်ချင်ရတဲ့အကြောင်းကကျမကမင်းရတော့အော်စီးပါလာတဲ့ရေမွေးကိုပစ်စထားတယ်မလားအဲ့တော့ညီမလေးကရှစ်ပြိုသွားမယ်ဆိုထားတဲ့ရေမွေးနဲ့သွားတဲ့အခါကျတော့အမရဲ့ရေမွေးနဲ့ကတင်းနေတော့ရှုပ်ပြားလူတွေကပူကြတယ်လေအဲ့ဒါလေးကိုအမကကြည့်ပြီးတော့ပြစ်ချင်လို့လိုက်ချင်တာ 哦，那年买嘞，我知道不会标的时候，起码变来嘞，妈这边下便宜点喏，要不要喏？买那个喏，打了没？ မဟုတ်ဘူးအမကညီမလေးကိုမင်းသမီးဆိုထားတယ်ချစ်ချင်နေတာ 哦，那个哪买的？ ညီမလေးကလာ